ရာသီမမှန်ခြင်းဘာကြောင့်ဖြစ်ရတာလဲဆိုတဲ့အဓိကအကြောင်းရင်း၅ချက်နဲ့ဘယ်လိုဖြစ်ရှင်းရမလဲဆိုတာကိုဒေါက်တာအဲလစ်နဲ့အခုလိုတွေ့ဆုံမေးမြန်းထားပါတယ်ရှင်။ရာသီလာရမယ့်ရက်ဒီမမှန်တာလာပေါင်းများစွာရာသီမလာပဲဖြစ်နေရတယ်ကြုံမှုပါသလား။ရာသီစဝိုင်းကပုံမှန်အားဖြင့်တော့21ရက်ကနေ35ရက်အတွင်းမှာရှိရပါမယ်။ဒီနေ့ဗီဒီယိုမှာမြန်မာ Women Hacker Media ကနေရာသီမမှန်ရတဲ့အဓိကအကြောင်းရင်း၅ခုနဲ့သဘာဝအတိုင်းထိန်းသိမ်းပေးနိုင်မယ်နီလန်းတွေကိုမျှဝေပေးသွားပါမယ်။အဲ့တော့နံပါတ်1အနေနဲ့ကတော့စိတ်ဖိစီးမှုလွန်ကဲခြင်းပါစိတ်ဖိစီးမှုအများများတဲ့အခါမှာခန္ဓာကိုယ်ကနေပြီးတော့ကော်တီဇောဟော်မုန်းတွေထုတ်ပေးပြီးတော့ရာသီစဝိုင်းကိုထိန်းချုပ်ထားတဲ့ဟော်မုန်းတွေကိုသွားပြီးတော့အနှောက်အယှက်ပေးလိုက်တယ်အဲ့ခါမှာဆိုရင်လည်းရာသီနောက်ကျတတ်ပါတယ်အဲ့တော့စိတ်ဖိစီးမှုကိုရှော့ချတဲ့အနေနဲ့စိတ်လက်ပေါ်ပါစာနေပြီးပါဒီအိတ်ဆက်ချိန်မှန်အောင်ပေါ့နော်အိတ်ချိန်စားချိန်မှန်အောင်လေးကိုဂယူဒီဇိုင်းလေးနဲ့ပြန်ပြီးတော့လုပ်ပေးကြည့်ပါနောက်တစ်ခုကကြတော့ခနာကိုအပြောင်းလဲခနာကိုရဲ့အလေးချိန်ပေါ့ body weight ကရုပ်တရက်အပြောင်းလဲဖြစ်တာမျိုးပါ။ဥပမာရုပ်တရက် weight ကျသွားတာဒါမှမဟုတ်ရင် weight ထိုးတက်သွားတဲ့ဟာမျိုးတွေကခနာကိုရဲ့ဟော်မုန်းထုတ်လွှတ်မှုကိုထိခိုက်စေပါတယ်။အဲ့တော့ကိုကအစာငတ်ခံပြီးတော့ weight ချနေတဲ့အချိန်မျိုးနဲ့ပေါ့နော်ရာသီမမှန်ဘူးနောက်ကျတာမျိုးနဲ့ကြုံမယ်ဆိုလို့ရှိရင်အဲ့လိုအချိန်မျိုးကိုခဏအစာငတ်ခံ weight ချတဲ့အချိန်မျိုးမှာဆိုရင်ခဏနားထားပြီးတော့မျှတတဲ့အစားအစာကိုပြန်ပြီးတော့စားမယ်ဆိုလို့ရှိရင်လည်းဒါရာသီပုံမှန်ပြန်လာနိုင်ပါတယ်။နောက်တစ်ခုကကြတော့ PCOS ပေါ့နော်PCOS ယောဂမျိုးဆိုလို့ရှိရင်သူ့ရဲ့ခနာကိုယ်မှာသူကဒီရေတေးသေးလေးတွားပြီးတော့ဖြစ်တယ်အဲ့ဒီခါမှာသူကအမျိုးသားဟော်မုန်းတွေထုတ်တာကြီးလည်းများတယ်များတော့မျိုးအိမ်ကနေပြီးတော့ကောင်းကောင်းဟော်မုန်းမထုတ်နိုင်တော့ဘဲနဲ့ရာသီအဲ့ချိန်မှာဆိုလို့ရှိရင်ဒါလပေါင်းများစွာမလာတာမျိုးဖြစ်တတ်ပါတယ်အဲ့တော့PCOS ဖြစ်တယ်ဆိုလို့ရှိရင်တော့ဖြစ်နိုင်ရင်တော့သူက body weight ကို short ချဖို့ပေါ့နော်အဲ့ဒါကြီးလိုအပ်တယ်ကဲ၍ကိုကရင်မလုံနိုင်သေးဘူးပေါ့နော် weight ရင်မချနိုင်သေးဘူးဆိုလို့ရှိရင်တခြားတို့ carbohydrate တို့ကို short စားပေးပါပြီးတော့လေ့ကျင့်ခန်းပုံမှန်လုပ်ပေးပါနောက်တစ်ခုကတော့ thyroid hormone မမျှတာတဲ့ဟာမျိုးပေါ့နော်thyroid hormone နဲလွန်းတာဒါမှမဟုတ်များလွန်းတာဆိုလို့ရှိရင်လည်းရာသီမမှန်တတ်ပါဘူးဒီလိုခါမျိုးမှာဆိုလို့ရှိရင် thyroid ဟော်မုန်းကိုပုံမှန်ပြန်ဖြစ်အောင်လို့ဒီဟော်မုန်းကိုပုံမှန်စစ်ဆေးဖို့လိုတယ်အဲ့ဒီအတွက်ဆရာဝန်နဲ့တိုင်ပင်ကုသဖို့လိုအပ်ပါတယ်thyroid ဟော်မုန်းဆေးတွေကိုကိုယ်သဘောနဲ့ကိုမတောက်သုံးသင့်ပါဘူးနောက်တစ်ခုကတားဆေးနဲ့တခြားဆေးတွေပေါ့နော်အဲ့တော့တားဆေးတွေစတောက်သုံးတဲ့အချိန်မှာဒါမှမဟုတ်ရင်လည်းရက်လိုက်တဲ့အချိန်မျိုးမှာလည်းဟော်မုန်းပြောင်းလဲကြောင်းရာသီမမှန်တာလည်းဖြစ်နိုင်ပါတယ်ရာသီမမှန်တာကနေထိုင်မှုပုံစံကြောင့်ဖြစ်နိုင်တယ်လို့ယောဂအခန်းကြောင့်လည်းဖြစ်နိုင်ပါတယ်အချိန်ကြာမြင့်စွာရာသီမလာရင်ဒါမှမဟုတ်3လနဲ့အထက်ပေါ့နော်ရာသီမမှန်ဘူးဆိုလို့ရှိရင်တော့တောက်ပေါမိရဲ့ဆရာဝန်နဲ့ပြသဖို့လိုအပ်ပါတယ်နောက်ထပ်အခုလိုဘုဒ္ဓတရစီမဲ့ဗီဒီယိုတွေကိုကြည့်ရှုနိုင်ဖို့ like and subscribe လုပ်ထားပေးဖို့မမေ့ပါနဲ့နော်ကြည့်ရှုပေးခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်